အားလုံးပဲမင်္ဂလာပါ Project Next Batch အကျိုးကြည့်ရှုခြင်းကနေကြိုးဆိုလိုက်ပါတယ်ကျွန်တော်တို့မှာလူတိုင်းကိုပြသဖို့အရန်ကောင်းတဲ့ content တွေအများကြီးရှိတာမလို့စလိုက်ကြရအောင် Hero အသစ် Obsidian အပေးစဲအချုပ်ချအာနာပိုင်ဟာမေအော်ဂန်ခေတစ်ခုရဲ့အပြက်စီးတွေကြားထဲကနေထမြောက်လာပါပြီ Golden Maxman Hero 2အနေနဲ့သူမအဓိက gameplay ကတော့ဘုံချက်တွေကိုတီးဆောက်ပြီးတော့ပြင်မှ2တွေကိုပေးနှံသွားထိုးနှံဖို့ဖြစ်ပါတယ်သူမရဲ့ဘုံရှတ်တွေဟာသူမရဲ့ basic attack တွေနဲ့ထိသွားတဲ့ရန်သူတွေကိုလုံလျောက်ထိမှန်ပြီးသူမရဲ့ ultimate နဲ့ထိမှန်သွားတဲ့ရန်သူတွေကိုသူမကိုယ်တိုင်ချီနှောင်ထားပါတယ် Obsidian နဲ့တူသင်တို့ရဲ့အန်အောက်ဘက် game စားနည်းတွေကိုကျွန်တော်တို့စောင့်မျှော်နေပါတယ်အပေးစီတို့တွေဖြစ်တဲ့ Alice, Tyron နဲ့ Thomas တို့ကိုလည်း revamp ပြုလုပ်လိုက်ပါပြီဒီ hero 3ယောက်ရဲ့ visual design တွေနဲ့နောက်ခံဇာတ်လမ်းတွေကို update လုပ်ခဲ့ပြီး Alice skill တွေကိုလည်းအပြည့်အဝပြန်လည် design ဆွဲထားပါတယ်သူမရဲ့အထင်က live drain list ကိုထိမ့်သိမ်းထားရင် early game အတွက်ဗတ်ပေးထားပါတယ်ကျွန်တော်ရဲ့ရွေးချက်ကတော့ဒီ hero တွေရဲ့ gameplay အတွေ့အကြုံမြင့်တင်ဖို့ဖြစ်ပြီး patch အသစ်မှာဘယ်လိုစွမ်းဆောင်မလဲဆိုတာကြည့်ရမှာစိတ်လုံရှားစရာပါပဲနေစင်မြေပုံပြောင်းလဲမှု feature ကလည်းဒီ patch မှာရောက်ရှိလာပါဦးမယ်မတူညီတဲ့မြေပုံ list အသစ်တွေကို game ပွဲတစ်ပွဲစီတိုင်းမှာကြာပန်းရရှိမှာဖြစ်ပါတယ် battlefield လှည့်လိုက်တိုင်းတိုက်ပွဲမြေပြင်ကိုပြောင်းလဲလိုက်မှာဖြစ်ပြီးနေပြူဟာနဲ့နီလန်အသစ်တွေအတွက်အခွင့်အလမ်းအသစ်တွေနဲ့စိန်ခေါ်မှုအသစ်တွေဖန်တီးပေးမှာဖြစ်ပါတယ် Achievement System ကိုလည်းပြန်လည်ပြင်ဆင်ထားပါပြီအသစ်ဆက်ဆက်စီစဉ် Achievement တွေကိုထည့်သွင်းထားပါတယ်တင်ရဲ့ကစားနဲ့ကစားပွဲစွမ်းဆောင်ရပုံမူတည်ပြီးဂုံတိတ်ကရှိတဲ့ play အဆင့်မျိုးစုံကိုဖွင့်နိုင်မှာဖြစ်တဲ့အတွက်တင်ရဲ့ကျွမ်းကျင်မှုနဲ့စွမ်းရည်တွေကိုဘာကိုပြသနိုင်မှာဖြစ်ပါတယ်ဒါပြင် War of Honor အသစ်နဲ့တင်ရဲ့ Achievement တွေကိုလူတိုင်းမြင်နိုင်အောင်ပြသနိုင်မှာဖြစ်ပါတယ်ဘယ်သူမှအရှားပါသော achievement တွေအများဆုံးရှိလဲဆိုတာကြည့်ကြရအောင်ဒီဘတ်မှာတော့ဂိမ်းရဲ့ထိန်းချုပ်မှုတွေရဲ့ခံစားမှုနဲ့တုံ့ပြန်မှုတွေကိုမိုးမှန်ထားပါတယ်ဒီမိုးမှန်မှုအများစုကိုသင်တို့ရဲ့တုံ့ပြန်မှုတွေကနေတိုင်းရရှိထားတာဖြစ်ပါတယ်ဒီပြတ်မှတ်ထားတဲ့အကောင်းဆုံးမိုးမှန်မှုတွေကနေ gameplay ပြဿနာများစွာကိုဖြေရှင်းပြီးပုံပုံချုံးမွေလို့တုံ့ပြန်မှုမြန်တဲ့တိုက်ပွဲအတွေ့အကြုံကိုပေးစွမ်းနိုင်မှုမျှော်လင့်ပါတယ်နောက်ထပ်ပြုပြင်မိုးမှန်မှုတွေလည်းအများကြီးရှိသေးတာမို့ဒါတွေကိုရောက်ရှိလာမဲ့ patch note မှာဖတ်ရှုနိုင်ပါမယ်ဒါဆို Project Next Patch အကျိုးကြည့်ရှုခြင်းကိုအဆုံးသတ်လိုက်ပါပြီ Project Next က September 19 ရက်နေ့မှာထွက်ရှိလာမှာပဲဖြစ်ပါတယ်လူတိုင်း content အသစ်တွေကိုနှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်နောက်ချိန်မှာတိုင်ငင်ထိကျွန်တော်တို့တွေ Land of Dawn မှာပြန်ဆုံကြတာပေါ့